မင်္ဂလာပါ TNS sharing ကနေပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့တော့ cloud storage နဲ့ backup ဆိုတာပါလဲဘာအတွက်အသုံးပြုကြတယ်လဲဆိုတာကိုပြောပြပေးသွားပါမယ်အရင်ဆုံး cloud storage နဲ့ပတ်သက်ပြီးရှင်းပြခြင်းပါတယ် cloud storage ဆိုတာကတော့ကျွန်တော်တို့ file photo video document တွေကိုကိုယ့်ကွန်ပျူတာထဲမှာမသိမ်းဘဲ internet ပေါ်က server တွေမှာသိမ်းဆည်းတဲ့နည်းလမ်းထက်ပါတယ်အဲ့လို server တွေကို cloud server လို့ခေါ်တယ်ဥပမာအနေနဲ့ Google Drive, OneDrive, Dropbox, Mega စတဲ့ဝန်ဆောင်မှုတွေကတော့ cloud storage တွေပဲဖြစ်ပါတယ်သူရဲ့သုံးဝင်ပုံကတော့ external hard disk တစ်ခုလိုပါပဲအားသာချက်ကတော့ကိုကဘယ်နေရာပဲရောက် internet ရှိုံနဲ့အလွယ်တကူပြန်ကြည့်လို့ရမယ်တခြားတစ်ယောက်ကိုပြန် share လို့ရမယ်ပေါ့နော်နောက်ထပ်အားသာချက်တစ်ခုက external hard disk ထဲမှာတော့ data တွေထည့်ထားမယ်ဆိုရင် hard disk ပျောက်သွားတာပျက်စီးသွားတာတို့ဆိုရင် data တွေဆုံးရှုံးနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့အရေးကြီးတဲ့ data တွေကို external hard disk ထဲမှာကော cloud storage တွေမှာပါတင်ထားဖို့အကြံပြုလိုပါတယ်တကယ်လို့ကိုယ့် data ကို cloud မှာတင်ချင်တယ်ဆိုရင်ဒီအတိုင်းလုပ်လို့ရပါတယ် Google Drive မှာဆိုရင်15 GB ထိ free သိမ်းလို့ရပြီး OneDrive, Dropbox, Mega စတဲ့ cloud server တွေမှာလည်း free သိမ်းလို့ရပါတယ်သက်ဆိုင်ရာ website တွေမှာမိမိအသုံးပြုနေတဲ့ Gmail account နဲ့ပဲ login လုပ်ပြီး file တွေအလွယ်တကူ upload လုပ်ရုံပါပဲ Cloud backup ဆိုတာကတော့မိမိလက်ရှိအသုံးပြုနေတဲ့ Windows, Mac စတဲ့ OS system ထဲမှာရှိတဲ့ file, photo, video, document တွေအားလုံးကိုအချိန်တိုင်း backup ယူနေမှာပဲဖြစ်ပါတယ်နောက်တစ်ချိန် computer error တက်ပြီး Windows တက်မလာတော့အချိန် hard disk တစ်ခုလုံးလုံးဝပျက်စီးသွားတဲ့အချိန်မှာနောက်ဆုံး internet access ရခဲ့တဲ့အချိန်ထိမိမိ data အချက်အလက်တွေကို recover ပြန်လုပ်နိုင်ပါတယ်Cloud backup server ပိုင်းမှာအသုံးများတာတွေကတော့ Backblaze နဲ့ Carbonite ပဲဖြစ်ပါတယ်။ Cloud storage နဲ့ Cloud backup ရဲ့အဓိကကွာခြားချက်ကတော့ Cloud storage က hard disk ထဲမှာ data လေးရှိနေစရာမလိုပါဘူး။ကိုက upload လုပ်လိုက်တဲ့ data မှန်သမျှကို Cloud server တွေကသိမ်းပေးသွားမှာဖြစ်ပါတယ်။ Cloud backup ကတော့ hard disk ထဲမှာ data ရှိနေဖို့လိုအပ်ပါတယ်။ data တွေကိုအမြဲသိမ်းထားတာမဟုတ်ပဲလက်ရှိအသုံးပြုနေတဲ့ computer ပေါ်မှာရှိနေတဲ့ data အချက်အလက်အတိုင်းသိမ်းထားပေးတာဖြစ်ပါတယ်ဈေးနှုန်းအနေနဲ့ကတော့ cloud storage မှာက data များများသိမ်းချင်ရင်ဈေးအရန်ကြီးပါတယ်အရေးကြီးတဲ့ file တွေလောက်ပဲ cloud storage မှာသိမ်းလေးရှိတယ်cloud backup server တွေမှာကြတော့သိမ်းနိုင်တဲ့ပမာဏကိုကန့်သက်လေးမရှိပါဘူးများများသိမ်းလဲဒီဈေးနှုန်းပဲနည်းနည်းသိမ်းလဲဒီဈေးနှုန်းပဲဖြစ်ပါတယ် cloud backup ကိုဘယ်လိုလူမျိုးတွေကအသုံးပြုတင်လဲဆိုရင် hard disk ထဲမှာ 1TB 2TB 4TB စတဲ့ data အချက်လက်တွေအများကြီးသိမ်းထားပြီးလုပ်ငန်းလုပ်နေတဲ့သူတွေအနေနဲ့က cloud backup ထဲမှာသိမ်းထားတဲ့ပြီးအရေးကြီးတဲ့အချက်လောက်ပဲသိမ်းထားခြင်းပြီး data အချက်လက်တွေကလည်းမများဘူးဆိုရင် cloud storage ပဲသုံးရင်အဆင်ပြေပါတယ်အခုတော့ cloud storage နဲ့ backup ဆိုတာပါလဲဘာအတွက်သုံးတယ်လဲဆိုတာနားလည်လောက်မဲ့ထင်ပါတယ်ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်သိချင်တဲ့အကြောင်းအရာများရှိရင်လဲ comment box မှာမေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျ